င်ကယောဂဖြစ်နေတဲ့အချိန်မှာဆေးတောက်လို့မတက်တာဘူးဆိုရင်ဒီအချက်၃ချက်ကြောင့်ဖြစ်နိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဆေးဝါးပညာရှင်မခင်ပြုံးချိုပဲဖြစ်ပါတယ်။ဒီနေ့မှာကျွန်မကယောဂဖြစ်နေတဲ့အချိန်မှာဆေးတောက်တယ်မတက်တာဘူးဆိုတာဘာကြောင့်လဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်။သင်ကယောဂဖြစ်နေတဲ့အချိန်မှာဆေးတောက်လို့မတက်တာဘူးဆိုရင်ဒီအချက်၃ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ပထမတစ်ချက်ကသင်တောက်နေတဲ့ဆေးကသင်ယောဂနဲ့မကိုက်ညီတဲ့အတွက်ကြောင့်ဖြစ်နိုင်တယ်လို့ဒုတိယချက်ကတော့သင်ရဲ့ခန္ဓာကိုယ်ကအဲ့ဒီဆေးကိုရင်ပါသွားတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။တတိယတစ်ချက်ကတော့သင်တောက်တဲ့ဆေးက qualify မဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါဆိုရင်သင်ကဆေးတောက်ပြီးမတက်တာဘူးဆိုရင်သင်ရဲ့နီးစပ်ရာဆရာဝန်သင်ပြနေကြဆရာဝန်မှာသွားပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ပထမတစ်ချက်ဖြစ်တဲ့ဆေးနဲ့ယောဂမကိုက်ညီတဲ့အခါကျမတို့ကယောဂနဲ့ပတ်သက်ပြီးတော့ဆက်လက်ရှာဖွေစမ်းသပ်တာတွေလုပ်တင်သလိုဒါမှမဟုတ်ရင်ကျမတို့ဆေးပြောင်းတောက်တာမျိုးတွေလုပ်တင်ပါတယ်ဒါကဆရာဝန်ကဆုံးဖြတ်မှာဖြစ်ပြီးတော့ဒီရတစ်ချက်ဖြစ်တဲ့ဆေးနဲ့ကိုကရင်ပါနေတာဆိုရင်အဲ့ဒီဟာကိုလည်းပဲဆေးပမာဏတိုးတောက်တာဒါမှမဟုတ်ရင်ဆေးပြောင်းပေးတာမျိုးကိုလည်းဆရာဝန်ကလုပ်ပေးမှာဖြစ်ပါတယ်တတိယတစ်ချက်ကတော့ဆေးကိုတောက်လိုက်တဲ့ဆေးက qualify မဖြစ်နေတာပါအဲ့ဒီလိုဆိုရင် quality ကောင်းတဲ့ဆေးတွေကိုဝယ်ယူပြီးတော့တောက်တဲ့လို့ကိုယ်တိုင်ကလည်းပဲဆေးကိုတောက်တဲ့အခါမှာမှန်မှန်ကန်ကန်တောက်တတ်ဖို့အရေးကြီးပါတယ်